အာဆီယံအထူးကိုယ်စားလှယ်နဲ့ဘာကြောင့်တွေ့ဆုံခွင့်မပြုရဲတာလဲဆိုတဲ့ခေါင်းစဉ်ကိုသုံးသပ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်တကယ်ကြတော့နိုင်ငံရေးဒဇာကန်အဖြစ်ပြန်ပေးဆွဲခံထားရတဲ့ဒေါန်ဆန်းစုကြည်နဲ့တိုက်ရိုက်ပတ်သက်ပါတယ်ဆိုတော့ Hello babe မင်္ဂလာပါနေ့စဉ်နူးတော်လေးတဲ့နေ့နိုင်ငံရေးသတင်းများကိုနားဆင်နိုင်ရတဲ့ like and subscribe လုပ်ထားပြပါရတော့ဆိုပါပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာထိုင်းနိုင်ငံသားရေးဝန်ကြီးကနေပြီးတော့ကမကထလုပ်တဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးတွေနဲ့အကြမ်းဖက်ဖက်စစ်စစ်အုပ်စုကနေခန့်ထားတဲ့အတူရောင်နိုင်ငံသားရေးဝန်ကြီးတင်မောင်ဆွေပေါ့ဗျာအလွတ်သဘောတွေ့ရတယ်ဒါလည်းပထမဦးဆုံးအာဏာသိမ်းပြီးနောက်ပိုင်းမှာပထမဦးဆုံးတွေ့ခွင့်ရတဲ့နိုင်ငံသားရေးအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေရဲ့အလွတ်သဘောဆွေးနွေးပွဲမှာပထမဆုံးတက်ရောက်ခွင့်ရတယ်ပေါ့ဗျာအလွတ်သဘောပေါ့နော်အလွတ်သဘောနဲ့အလွတ်သဘောလည်းမတူပါဘူးပေါ့နော်ဆိုတော့ကောင်းပြီဒီနေရာမှာဒီတင်မောင်ဆွေကဘာပြောလဲဆိုတော့ဒေါန်ဆန်းစုကြည်ကိုတဲ့အမပေါ့ဗျာဆွေမျိုးကဲ့သို့စောင့်ရှောက်ပေးရတယ်ဆိုပြီးတော့နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အရှိမအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အရှိမပြောတယ်ပေါ့ဗျာဆိုတော့ဒီစကားလုံးတွေကကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့ပြည်သူလူထုတရက်လုံးအတွက်ကတော့မဆန်းတော့ဘူးဗျာဒီလိုပဲဒါလိန်ညာခဲ့တာတွေကညင်းမရတဲ့ကိစ္စတွေပေါ့နော်ဆိုတော့ကောင်းပြီအဲ့ဒါဆိုရင်တင်မောင်ဆွေဆိုတဲ့နိုင်ငံခြားရေးဝန်ကြီးပေါ့ဗျာတကယ်ကြတော့ तू ကငကိုတော့ကတရုတ်နိုင်ငံဆိုင်ရာမြန်မာတမန်ကြီးတရုတ်ပြောစကားနားထောင်တယ်ပေါ့ဗျာတရုတ်အမိန့်ပေးမယ်တရုတ်လမ်းညွှန်တဲ့အတိုင်းလိုက်လုပ်တဲ့အယုတ်သေးပေါ့ဗျာအခုလည်းသူ့ကိုအတွေ့အကြုံဆိုရအဖွဲ့ထဲမှာတရုတ်ကနေပြီးတော့အဆိုပြုတာသူနဲ့အဆင်ပြေတယ်ပေါ့ဗျာနော်သူ့အစိုးရနဲ့အဆင်ပြေတယ်အဲ့ဒီအတွက်ကြောင့်မလို့တင်မောင်ဆွေကိုနိုင်ငံရေးဝန်ကြီးခန့်မှာဆိုတဲ့ညွှန်ကြားချက်ပေါ့ဗျာအမိန့်လာတဲ့အခါကျတော့နိုင်ငံတကာစစ်ရာဇဝတ်ကောင်မရောက်နိုင်တဲ့သူဥက္ကဆောင်တဲ့အဆုံးရောက်ချမ်းဖက်အတွေ့အကြုံဆိုရအဖွဲ့ကနေပြီးတော့သူ့ကိုနိုင်ငံရေးဝန်ကြီးခန့်ထားတယ်လို့ကျွန်တော်တို့သိထားတယ်ပေါ့နော်ကောင်းပြီအဲ့ဒါဆိုရင်အခုလိုမျိုးစစ်အာဏာရှင်အဆက်ဗျာအလိမ်ညာတွေနဲ့ပေါ့ဗျာသူတို့အတွက်ကလိန်နာညာတာကပြည်ရင်းဒေသတွင်နိုင်ငံတကာကိုတက်လိမ့်နေတာဘာမှမဆန်းဘူးဗျလိန်နေကြပဲဒါကြောင့်လိန်တဲ့သူတွေမလုံရတာဘာမှမရှိဘူးဆိုပတ်သက်လို့လက်တွေ့သက်သေပြဖို့တော့လိုတယ်ဗျတက်ရှိထင်ရှားရှိပါတယ်ဆိုတဲ့လက်တွေ့သက်သေပေါ့ဗျာဆိုတော့ဒေါန်ဆန်းစုကြည်ရဲ့တားငယ်ပေါ့ဗျာကိုထိန်လင်းကလည်း proof of life ပေါ့ဗျာအဲ့ဒါလည်းပြည်ရင်းဒေသတွင်နိုင်ငံတကာမှာတော်တော်လေးကိုကြဲပြန့်ကမ်ပိန်းလုပ်ခဲ့တယ်ဗျာဟုတ်ပြီနော်အခုလည်းလုပ်နေတာပဲလေဒါပေမဲ့တက်ရှိတင်ကြရှိပါတယ်ဆိုတဲ့တက်တဲ့အထောက်အထားတစ်စုံတရာမပြနိုင်သေးဘူးကျွန်တော်တို့ကစကလုံးနဲ့မလူချင်ဘူးဗျလက်တွေ့ပဲလက်တွေ့တက်ပြဗီဒီယိုဖိုင်တော့၎င်းပေါ့ဗျာနောက်တစ်ခုကဂုံတည်ရှိပေါ့ဗျာအဖွဲ့အစည်းလူပုဂ္ဂိုလ်ပေါ့ဗျာဆိုတော့ဘာဆိုဘာမှမလုပ်ဘဲနဲ့ဒီတိုင်းပဲထားရတဲ့အခါကျတော့မေးစရာမေးခွန်းတွေရှိလာတယ်ဗျာတက်ရှိထင်ရှားမရှိတော့လို့တွေ့ခွင့်မပြုတာလားဆိုတဲ့မေးခွန်းပေါ့ဗျာဘာကြောင့်လဲဆိုတော့ဆက်အာဏာရှင်အဆက်ဆက်ကသူတို့ရှီကနေပြီးတော့မှန်တဲ့စကားဘယ်တော့မှကျွန်တော်တို့ပြည်သူတွေနော်ကြားရတာမရှိဘူးဗျနော်လူလိမ်တွေကတော့လူမြင့်တွေပေါ့ဗျာလူကောက်တွေကတော့တကယ်ပတ်သားစရာစကားတွေတော့ပြောတယ်ဗျာကျွန်တော်တို့လည်းအကြောင်းထက်နေပြီပေါ့ဗျာအကြောင်းထက်နေပြီပေါ့နော်ဒါကြောင့်အခုအချိန်ထိပေါ့ဗျာအချမ်းဖက်စစ်အုပ်စုရဲ့ကောင်းတာတစ်ခုပေါ့ဗျာသူတို့လောက်တာကောင်းတာတစ်ခုရှိရင်
ပြကြည့်ပါလားဆိုတာကျွန်တော်ဒီနေရာနေပြီးတော့ဟုတ်မယ်နော် challenge ပေါ့နော်ပြကြည့်ပါတိုင်းပြည်အတွက်ပြည်သူလူထုအကျိုးစီးပွားအတွက်လူငယ်တွေအတွက်မရှိဘူးဗျသူတို့လုံနေတာဒီစစ်အာဏာတည်တဲ့ခိုင်မြဲရေးအတွက်ပဲသူတို့လုံနေတယ်လို့ကျွန်တော်ကရှုမြင်သုံးသပ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဖက်စစ်စစ်တပ်ကအခုလိုမျိုးအမဆွေမျိုးကဲ့သို့ပေါ့ဗျာစောင့်ရှောက်ထားပါတယ်ပြောနေပြီပဲပေါ့ဗျာလူကိုယ်တိုင်တွေ့ဆုံခွင့်ပေးမှလူကိုယ်တိုင်တွေ့ဆုံခွင့်ရမှအတီးပြုတ်နိုင်မယ်ဆိုပြီးတော့ကျွန်တော်တို့အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်လည်းဖြစ်တယ်အာဆီယံနိုင်ငံသားရေးဝန်ကြီးလည်းဖြစ်တယ်ကျွန်တော်တို့ထရီဆုံကြီးတာဖြစ်တာတဲတဲလေးပဲဗျဆိုတော့အဲ့လိုအနေထားလေးမျိုးအဲ့လိုအနေထားမျိုးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဆွေမျိုးလိုသဘောထားမယ်ဆိုရင်ပေါ့ဗျာနော်လှုပ်ပေးလိုက်ပေါ့ဗျာဒါမှမဟုတ်လည်းတွေ့ဆုံခွင့်ပေးလိုက်ပေါ့ဗျာအဲ့ဒါတွေဘာမှလက်တွေတက်တက်မပြဘဲနဲ့ပြောနေတာကတော့ကျွန်တော်တို့ဘာမှလက်ခံစရာအကြောင်းမရှိဘူးပုံမှန်မျိုးမျိုးတက်ပြီးတော့မတရားသဖြင့်နော်ဖန်စီထောင်ချခံရတဲ့ဒေါ်ဆန်းစုကြည်ပေါ့ဗျာနော်တကယ်ကြတော့သူတို့အကြောက်တရားသိကြီးတာဗျာဒေါ်ဆန်းစုကြည်နာမည်ကိုကြားရင်ကိုသူတို့တက်လက်ပြမလုံးဗျာမောက်တာတွေလောက်ထားလို့အဲ့လောက်ကိုကြောက်တူးတုံတာတကယ်တော့သူတို့လုံနေတာတွေဒီဘာမစိုးလုံရဲပါတယ်ဆိုတာကသူတို့တတိရှိလို့ပြောနေတာမဟုတ်ဘူးနော်ကြောက်ကံကံပြီးပြောနေတာဒါညင်းမရတဲ့ကိစ္စနောက်တော့ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံတကာစစ်ရာဇဝတ်ကောင်မြောက်လိုင်းနေလေကျွန်တော်ရှေ့မှာအများတိုင်းပြောပါတယ်နော်ပညာရည်ချင်းရောစွမ်းဆောင်ရည်ရောစီမံခန့်ခွဲမှုရောကိုကျင့်တရားရောကိုကျင့်သိက္ခာရောကိုကျင့်သီလရောဟိုကနိုဘယ်ငြိမ်းချမ်းရေးဆုရှင်လေးဗျာကျွန်တော်တို့ပြည်သူလူထုကတခဲနဲ့ထောက်ခံထားတယ်လေလူထုခေါင်းဆောင်လေမြန်မာဒီမိုစီခေါင်းဆောင်လေဆိုတော့ဘယ်လိုလုပ်သွားရှင်မလဲ तू ကတစ်ဖက်တာမနာလို့မုန်းတီးနေတာအာဃာတတွေကြီးနေတာဆိုတော့ तू ပြောတဲ့စကားတခွန်းရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့2020ရွေးကောက်ပွဲမှာ तू ကမဲပေးပြီးတော့မဲရော်နေထွက်လာတဲ့အခါမှာသတင်းတောက်တွေကမေးတယ်ဗျ तू ဘာပြောလဲဆိုတော့ရွေးကော်ပေါ့ဗျာရွေးကော်ပွဲကော်မရှင်ရဲ့အဆုံးဖြတ်ကအတိပဲတဲ့သူအဲ့ဒါကိုလေးစားလိုက်နာပါမယ်ဆိုပြီးတော့သဘောထားကြီးနေမယ်ဆိုရင်လေအဲ့လောက်သဘောထားရင်လေဒေါ်ဆန်းစုကြည်ကိုဗျာဖမ်းစရာကိုအကြောင်းမရှိဘူးအာဏာလူအာဏာသိမ်းစရာလည်းဘာအကြောင်းမှမရှိဘူးတိုင်းပြည်လည်းအခုလိုကောမတွေဖြစ်ပြီးတော့ဗယံမရာတွေဖြစ်ပြီးတော့တရားဥပဒေစိုးမိုးရေးလည်းမစိတ်သုံးသွားဘူးပေါ့ဗျာတိုင်းပြည်တာရှုံးတိုင်းပြည်လည်းမဖြစ်ဘူးပေါ့ဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့ကြောက်တာတွေကအတိုင်းတဲ့အလွန်နော်ကြောက်လာတဲ့အခါကျတော့သူတို့ရဲ့ဒီတုံ့လောက်ချောက်ချားမှုတွေပေါ့ဗျာအဲ့ဒီပေါ်မှာအကျိုးဆက်တွေပေါ့နော်ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ပြည်သူလူထုကတော့တော်တော်လေးတော့အဲ့ဒီအကျိုးဆက်တွေခံနေရတယ်ပေါ့နော်နောက်တစ်ခုကတော့တဏ္ဍမာနရဲ့ရှေ့မှာဒါလိန်နေတာဗျာတော်တော်လေးရှက်စရာကောင်းတယ်ဗျာကျင့်ဝတ်မဲ့ဒါတိတ်ခါမဲ့ပေါ့နော်အဲ့လိုပြောလေပို့ပြီးတော့မယုံလေပေါ့ဗျာနော်तू ကရှေ့မှာဘာပြောတာလဲဆိုတော့12ရက်နေ့မတိုင်ခင်9ရက်နေ့မှာပြည်တော်စုလွတ်တော်မှာကျွန်တော်ကြန့်ဖို့ပေါ့ဗျာเนาะကြန့်ဖို့ဒီအမတ်ပေါ့ဗျာเนาะအတူရောင်အမတ်ပေါ့ဗျာအတူရောင်စစ်လွတ်တော်မှာလက်သီးလက်မောင်းတွေတန်းပြီးတော့เนาะအာဆီယံရဲ့မူ9ချက်ကိုသူတို့ကရှင်းပြောရင်ပယ်ချတယ်ပေါ့ဗျာเนาะဆိုတော့အဲ့ဒီမူ9ချက်ကအခုဒီနိုင်ငံရေးအပြောင်းလဲပေါ့ဗျာနိုင်ငံရေးအပြောင်းလဲဆိုတာသူတို့က2021အာဏာလူတာအာဏာသိမ်းတာကိုတခိုးကလူပြန်ဟစ်ပြီးတော့နိုင်ငံရေးအပြောင်းလဲဆိုတဲ့စကားလုံးသုံးလာတယ်ပေါ့နော်ဆိုတော့အဲ့ဒီပြည်တော်စုလွတ်တော်မှာကိုအခုလိုမျိုးဗယံမရာပေါ့ဗျာနိုင်ငံရေးအရာကြက်မပြည့်တဲ့ဘူးလက်လှဆွေကနေပြီးတော့အာဆီယံကိုစော်ကားတယ်ဗျာအာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌနော်ကျွန်တော်တို့အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌပေါ့ဗျာကျွန်တော်တို့ဖိလစ်ပိုင်ဝန်ကြီးတွေနဲ့အတူရောင်စစ်ဆိုးရခံနိုင်ငံခြားရေးဝန်ကြီးအတူပေါ့ဗျာသူတို့ရဲ့အလို့သဘောဆွေးနွေးပွဲမှာတော့အခုလိုမျိုးပေါ့ဗျာနော်ဒေါ်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးတော့သူ့ကိုမေးမြန်းတဲ့အခါမှာကျွန်တော်နိုင်ငံခြားရေးဝန်ကြီးအတူတင်မောင်ဆွေကအခုလိုမျိုးပြန်ပြီးတော့ဖြေကြားခဲ့တယ်ပေါ့နော်မြေတော့ပဲဆိုစေကမှုပါနော်ဘယ်လောက်ကြီးပဲပြောပါအာဆီယံကိုသွားပြီးတော့လိန်လို့တော့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့သူပြောတိုင်းနိုင်ရုံရမယ်ဆိုရင်ငကိုကလေးကနေပြီးတော့နော်အာဆီယံမှာဒီမြန်မာနိုင်ငံရဲ့အခြေအနေတွေပေါ့နော်ဒါအချမ်းပဲစေအုပ်စုကိုပြန်ပြီးတော့ဝင်ဆအောင်သူတို့ကလက်ခံပြီးပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်နဲ့
ဖိလစ်ပိုင်နိုင်ငံသားကြီးဝင်ကြီးပေါ့နော်ကျွန်တော်တို့မာရီယာပေါ့ဗျာထရီဇာသူ့နာမည်ကတော့ Mrs. Maria Teresa နော်လာဇာရိုပေါ့နော်သူကဘာပြောလဲဆိုတော့အကြမ်းဖက်ကျွန်တော်တို့စစ်အုပ်စုကနိုင်ငံသားကြီးဝင်ကြီးအတုရဲ့ပြောဆိုချက်အရာပေါ့နော်ဒေါန်ဆန်းစုကြည်ဟာကျမ်းမာရေးကောင်းနေတဲ့အပြင်ဒေါန်ဆန်းစုကြည်အပေါ်မှာဆွေမျိုးအမတူလို့သဘောထားပြီးစောင့်ရှောက်ပေးသွားမယ်လို့ဒါပြောဆိုခဲ့တယ်ပေါ့နော်ဒါကျမပြောတဲ့စကားမဟုတ်ပါဘူးတဲ့ဒါရှင်းပြောရင်ဒီနိုင်ငံရေးဝန်ကြီးတက်မောင်ဆွေပြောသွားတဲ့ကိစ္စနဲ့ပတ်သက်လို့သူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာလည်းအဲ့ဒါကိုသူကပြန်ပြီးတော့ဟုတ်ပြီနော်ပြန်ရှင်းပြတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဖက်စစ်စစ်အုပ်စုရဲ့နိုင်ငံရေးဝန်ကြီးအတူပေါ့နော်သူကနေပြီးတော့ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်လို့ပြောခဲ့တာတွေနဲ့ပတ်သက်လို့ကျမမှတ်မိသလောက်ပေါ့နော်ကျမမှတ်မိသလောက်ဆိုရင်တဲ့နော်သူကကျမ်းမာရေးကောင်းမွန်နေပါတယ်ပေါ့ဗျာနော်ကျမ်းမာရေးကောင်းမွန်နေပါတယ်ဒါသူကဆွေမျိုးတယောက်အမတယောက်လိုဖြစ်တဲ့အတွက်ကြောင့်မို့ဒါတမောင်ဆွေကသူကဆိုတာနတ်စားသုံးပြီးပြောနေတာနော်ဆွေမျိုးတယောက်အမတယောက်လိုဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကိုစောင့်ရှောက်ပေးသွားမှာပါဆိုတဲ့သဘောမျိုးသူပြောခဲ့တာပါဆိုပြီးတော့ Mrs. Maria ကပြောသွားတယ်ဗျနော်ကောင်းပြီအဲ့ဒါဆိုရင်အသက်82နှစ်အရွယ်ပေါ့ဗျာဒေါန်ဆန်းစုကြည်ဟာ2021ခုနှစ်ကျွန်တော်တို့ဖက်စစ်စစ်အုပ်စုအာဏာသိမ်းအာဏာလုကလေးကကိုကနိုင်ငံရေးရဒဇာကန်ဖြစ်ပြန်ပေးဆွဲခံထားရတယ်ပေါ့နော်လက်ရှိဘယ်နေရာမှာဖန်စီထင်းနေသားလဲဆိုတာလဲအတိအကျလည်းမသိရှိရဘူးပြောလည်းမပြောဘူးနော်အချင်းသားတယောက်ကအခွင့်အရေးပေါ့ဗျာနော် right ပေါ့ဗျာနော်ဒါအချင်းတော်လက်ဆွဲထဲမှာလည်းပါပါတယ်အချင်းတော်ဥပဒေထဲမှာလည်းပါပါတယ်နော်ဘက်ကနေပြီးတော့ပြောနေမယ်လို့တော့ကျွန်တော်သုံးသပ်ချင်တယ်ပေါ့နော်နောက်တစ်ခုကတော့Mrs. ကျွန်တော်တို့လာဇာရိုပေါ့နော်ဒေါန်ဆန်းစုကြည်နဲ့လူကိုယ်တိုင်တွတ်ဆုပ်ခွင့်ရရှိရေးဆိုတာသူတောင်းဆိုထားတာတွေအများကြီးပဲဗျနော်ဒါပေမဲ့အခုအချိန်ကြီးဗျာဒါအကြမ်းဖက်စစ်အုပ်စုကနေပြီးတော့တွတ်ဆုပ်ခွင့်မပေးသေးဘူးဆိုတာသိရတယ်ပေါ့နော်နောက်တော့ဒီနေရာမှာထိုင်းနိုင်ငံသားရေးဝန်ကြီးပေါ့ဗျာဆီယာဆက်ပေါ့နော်သူကလည်းထိုင်းနိုင်ငံသားရေးဝန်ကြီးတာပြောလို့သူကဒုတိယဝန်ကြီးချုပ်ဗျာသူကလည်းဒီနေ့အလို့သဘောအစည်းအဝေးအတွင်းမှာဟိုဒေါန်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံရေးဝန်ကြီးအတူပေါ့နော်တင်မောင်စီကိုသူမင်းမြန်းခဲ့တယ်လို့ဟုတ်ပြီနော်ပြောတာလဲကျွန်တော်တို့ကြားရတယ်ပေါ့နော်ဒါကြောင့်အာဆီယံအထူးကိုယ်စားလှယ်ကိုဒေါန်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးနိုင်ရင်နော်ပိုကောင်းပါလိမ့်မယ်အဲ့ဒီလိုတွေ့ဆုံခွင့်ပေးမှသာလျှင်နိုင်ငံရေးဝန်ကြီးအတူတင်မောင်စီပြောဆိုထားတဲ့နော်အချက်လက်တွေကိုတဲ့ကျွန်တော်တို့ကအတည်ပြုနိုင်မှာဖြစ်တယ်ဒါလုံးဝ right ပဲဗျာနော်ဒါချင်းချင်းလေးမင်းတို့ဘလောက်ကြီးပဲပြောစကလုံးတွေနဲ့ဘလောက်ကြီးပဲပြောစကလုံးတွေအပေါ်မှာတော့ကျွန်တော်တို့အယုံကြည်စရာဘာအကြောင်းမှမရှိဘူးတွေးဆုံခွင့်ပေးမှသာလျှင်ဒေါ်ဆန်းစုကြည်တက်ရှိထင်ရှားရှိနေတယ်ဆိုတာကိုဟုတ်ပြီနော်ထိုင်းနိုင်ငံသားကြီးဝင်ကြီးကနေပြီးတော့အတီးပြုတ်နိုင်မှာဖြစ်တယ်ဆိုပြီးတော့သူကအတိအင်းပြောသွားတယ်ဗျနော်တိုက်တာပြောအတီးပြုတ်လို့မရသေးဘူးဒါကြောင့်ဒေါ်ဆန်းစုကြည်ကိုစဉ်းစားနော်ဒေါ်ဆန်းစုကြည်ကိုလှုံ့ဆော်မှုတဲ့နော်လှုံ့ဆော်မှုအဂတိလိုက်စားမှုသူတို့စိတ်နဲ့နိုင်ပြီးတော့ပုံမှန်တွေတက်တာနော်တော့ရွေးကောက်ပွဲမတမာမှုတဲ့ကဲလုပ်ဖို့နော်တို့ကအာဏာနိုင်ငံတော်ရှုပ်ဝဲချက်ဥပဒေကိုချိုးဖောက်မှုတဲ့နော်အဲ့ဒီအမှုပေါင်းမြောက်များစွာနဲ့မတရားသဖြင့်ထောင်ချထားလိုက်တာကတကယ်ကြတော့ကျွန်တော်တို့ပုံမှန်18ခုထောင်ဒဏ်33နှစ်82နှစ်ပြည့်သွားပြီနော်82နှစ်ထဲရောက်ပြီပြီးသွားတဲ့ဇွန်လ19ရက်နေ့ကနော်အဲ့ဒီအတွက်ကြောင့်မလို့သူတို့ကနေသူတို့ဗျာရှင်းပြောရင်နော်ရှော့ပေးတာတို့ပြစ်ဒဏ်ရှော့ပေးတာဒါတွေကျွန်တော်တို့လုံးဝစိတ်ဝင်စားချင်းချက်မရှိဘယ်သူဖမ်းတယ်လဲမင်းတို့မတရားသဖြင့်ဖမ်းတာတယ်မင်းတို့ကိုယ်တိုင်ဒါလှုပ်ပေးရမယ်ပေါ့ဗျာဒီလိုမျိုးပဲကျွန်တော်တို့ကတော့ရှင်းပြောရင်ကျွန်တော်ရဲ့သဘောထားရက်တီချက်ကတော့ဒါရှင်းတယ်ပေါ့နော်တက်ရှိထင်ရှားရှိနေတယ်ဆိုရင်တက်တည်ပြဖို့ဟုတ်ပြီနော်လိုအပ်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်နော်တက်ရှိထင်ရှားရှိနေတယ်ဆိုတာတက်တည်ပြဖို့အတွက်နီးမျိုးစုံနဲ့ဟုတ်ပြီနော်ညင်းနေတယ်လို့တော့ကျွန်တော်ကသုံးသပ်ချင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကဲကောင်းပြီနော်2020တခုဖက်စစ်တပ်ပေါ့ဗျာနော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရှေ့မှာတော့ပြောပါတယ်အကြမ်းဖက်ဒါစစ်အုပ်စုကနေပြီးတော့အာဆီယံဘုံသဘောတူညီချက်9ရပ်ပေါ့နော်အဲ့ဒါကိုအကောင့်ထဲပေါ်ဖို့ပြက်ကွက်တယ်ဆိုပြီးတော့ပြီးသွားတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြီးတဲ့အခါမှာအာဆီယံအလက်ကျဥက္ကဋ္ဌပေါ့ဗျာနော်ခုနလည်းကျွန်တော်ရှေ့မှာတင်ပြခဲ့ပါတယ်နော်အာဆီယံရဲ့
နော်ဟိုတဲ့ဖိလစ်ပိုင်ရဲ့တမရာကြီးပေါ့ဗျာဂျူနီယာပေါ့နော်ဂျူနီယာမာကိုစ်ကနေပြီးတော့ဒီတူညီဆန္ဒဘုံသဘောတူညီချက်9ရက်ကိုအကောင့်တွေပေါ်ဖို့ပြက်ကွက်ခဲ့တဲ့အတွက်ဒီဖက်စစ်စစ်ခေါင်းဆောင်တွေကိုအာဆီယံအစစ်မြစ်အစည်းအဝေးတွေမှာတက်ရောက်ခွင့်ဟုတ်ပြီနော်ပိတ်ပင်ထားတယ်လို့ပြောတာဗျအဲ့ဒါကြောင့်မို့တော့ဖိလစ်ပိုင်ကိုပြစ်မှတ်ထားပြီးတော့ဖိလစ်ပိုင်တမန်ကြီးကိုဟုတ်ပြီနော်အာဆီယံအထူးကိုယ်စားလှယ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကိုပါသူကပြစ်မှတ်ထားပြီးတော့သူတို့ဘက်ကနေအပုတ်ချနေတာဗျလွှတ်တော်တဲ့အထိကိုနော်လဝချင်းရိုက်ပြီးတော့နိုင်ငံတကာစိတ်ရာစွကောင်မဲတယ်ဗျနော်အဲ့ဒါဘယ်မှာပြောလဲဆိုတော့အာဆီယံအထူးတန်တမန်ပေါ့ဗျာနော်သတင်းစာရှင်းလင်းပွဲမှာနော်ပြောခဲ့တယ်လို့ကျွန်တော်လည်းမနေ့ကဖတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မြမအရေးဖြည့်ရှင်းရေးအတွက်အာဆီယံဘုံသဘောတူညီချက်9ရက်ကိုနော်ဘယ်လိုနီးနဲ့မှဆွတ်လို့မှာမဟုတ်ဘူးဆိုတာလေနော်အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖိလစ်ပိုင်နိုင်ငံသားကြီးဝန်ကြီးကအတိအလင်းပြောသွားတယ်ဗျာလွှတ်တော်ထဲမှာရှက်စရာကောင်းတယ်ဗျာမူဒီအာဆီယံဘုံသဘောတူညီချက်9ရက်ကိုသူတို့ပယ်ချလိုက်တယ်ပေါ့ဗျာနော်ဘာကြောင့်လဲဆိုတော့သူတို့ဘာမှမသိရဘဲနဲ့ပေါ့ဗျာနော်2021ဧပြီလ20ရက်နေ့မှာကြေညာတယ်ပေါ့ဗျာဒါနောက်ကျောဓာတ်နဲ့ထိုးပါတယ်ဆိုတဲ့စကားလုံးနဲ့သုံးတယ်ဒါအာဆီယံကိုတိုက်ရိုက်စော်ကားတာနော်အာဆီယံလည်းသိပါတယ်ဆိုတော့မင်းတို့ကြိုက်တယ်လို့မင်းတို့ရဲ့ဒီအတူရောင်ဒီစစ်လွတ်တော်မှာကြိုက်တယ်လို့မင်းတို့ပြောကြိုက်တယ်လို့မင်းတို့ကနော်ပယ်ဖြတ်လိုက်ပါစီသို့တော်ညာလေဒေါ်ဆန်းစုကြည်ရဲ့မြန်မာနိုင်ငံရေးဟုတ်ပြီနော်အခန်းကဏ္ဍမှာဘလောက်အရေးပါတယ်လဲဆိုတာကိုဒေါ်ဆန်းစုကြည်ကိုနော်ဒီနိုင်ငံတကာစိတ်ရာစွကောင်မဲအောင်လိုင်းကဘသူနဲ့ပဲတွေ့ဘယ်တရမနဲ့ပဲတွေ့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဒေါ်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဒေါ်ဆန်းစုကြည်ကိုလွှတ်ပေးဒါပဲပြောတာဟုတ်ပြီနော်အဲ့အတွက်ကြောင့်မလို့ဒေါ်ဆန်းစုကြည်ဟာနော်ဒီမြမအရေးမှာဘလောက်တောင်မှအရေးပါအရာရောက်တယ်လဲဆိုတာသူ့ကိုထောင်သွင်းအကျဉ်းချထားလင့်ကစားသူ့ရဲ့ဂုဏ်သိက္ခာသူ့ရဲ့ကိုကျင့်သီလနော်အဲ့ဒါကတော့ရှင်းပြောရင်သွားပြီးတော့သူ့ကိုအကျဉ်းချထားလို့မရဘူးဆိုတဲ့သတင်းစကားပါကျင်တယ်တစ်ဆက်တဲ့အာဆီယံမူ9ချက်ကိုတဲ့နော်ဒီဟိုရင်ပေါ့ဖိလစ်ပိုင်နိုင်ငံသားကြီးဝန်ကြီးကအဓိကမူပေါင်းအဖြစ်ဆက်လက်ပြီးတော့အသုံးပြုသွားမှာဖြစ်တဲ့အတွက်သူတို့ဘယ်လောက်ကြီးပဲချင်းကပ်ပေါ့ဗျာနော်သူတို့အာဆီယံထဲမှာနော်အာဆီယံအဖွဲ့ထဲမှာသူတို့ကလူရဝင်ခြင်းတယ်ဟုတ်ပြီနော်အဲ့ဒီအတွက်လေနော်တည်ရရှိတမျှပေါ့ဗျာအသေးအတန်သူတို့ကြိုးစားနေတယ်သို့တော်ညာလဲသူတို့ရဲ့နိုင်ငံရေးစန္ဒနိုင်ငံရေးစိတ်စေတနာ